Hello, grade 12 physics, chapter 9 ba. Test 4, page number 144, rule exercise 2. One dog, there is a going between jaw, two parallel play, piano, dead, piano, ye, jaw, aquaway. Having she made the chat near cigar all equal, vale, today, magnitude, near sipamana, vale, today, rather no, and then one vale, today and below. Opposite side လက္ခဏာကတော့ opposite ဖြစ်တယ် opposite ဖြစ်တယ် side ပဲဖြစ်တယ် irreducible ဘာချလိုက်တယ် short ချလိုက်တယ်ဘာကို short ချလိုက်ပြန်ပြောမယ်နော် one တော့က there is a ဘာလို့အကွာဝေးကို between ကြာ two parallel plate ပြိုင်နေတဲ့သတ္ထုနှစ်ပြားနှစ်ခုပြားအပြားနှစ်ပြားရဲ့ကြာဘာဝေးကိုအကွာဝေးကို irreducible ဘာချလိုက်တာ short ချလိုက်တာဒီပါလေအပြားနှစ်ပြားရဲ့ကြာဘာဝေးလေးကိုလေအကွာဝေးလေးကိုဘာချလိုက်တာ short ချလိုက်တာဘာလိုက်တာပေါ့ကျင်းလိုက်တာနော်အဲ့ဒါသိရမယ် having ရှိတယ်တဲ့ချက်လျက်စစ်က or equal magnitude ပမာဏလျက်စစ်ဘာပမာဏတူပဲကျူကတော့ဘာပဲတဲ့အတူတူပဲတဲ့and ပြီးတော့ opposite side လက္ခဏာတော့ opposite ဖြစ်တယ် opposite ဖြစ်တယ်ပေါ့ irreducible ဘာချလိုက်တယ်ရောချလိုက်တယ်အပြားနှစ်ပြားရဲ့ကြာဘာဝေးကိုလည်းအကွာဝေးကိုဘာချလိုက်တာရောချလိုက်တာ what will happen ဘာဖြစ်သွားမှာလဲ do the capacitance လျက်တိုတတိကဘာဖြစ်သွားမှာလဲ and ပြီးတော့ potential difference potential ခြားနာခြင်းကဘာဖြစ်သွားမှာလဲ all the plate အပြားရဲ့လျက်တာ capacitance ကဘာဖြစ်သွားမှာလဲ potential ခြားနာခြင်း v ကဘာဖြစ်သွားမှာလဲသူပြောရှင်းရှင်းလေးပဲအကွာဝေးကို short ချလိုက်တယ်လျက်စစ်ပမာဏတော့ဘာပဲလဲအတူပဲအဲဒါမျိုးအကွာဝေးကို short ချလိုက်မယ်ဆိုလို့ရှိရင် capacitance ကဘာဖြစ်သွားမှာလဲ potential difference လို့ခေါ်တဲ့ v ကဘာဖြစ်သွားမှာလဲလို့ဗလားမေးတာဒါဆိုဆရာတို့စလိုက်အောင်ပုံညက်ဒါလေးပြန်သုံးပါပေါ့ c equal to ကဘာဆိုတော့ဘာပိုင်းလဲ a ပိုင်း d c equal to ကဘာဆိုတော့ဘာပိုင်းလဲ a ပိုင်း d ဒါဆိုရင်ကဘာကတော့ d ကြားခံနေပဲဆိုတော့ဘာလို့ပြောလို့ရလဲ constant လို့ပြောလို့ရတယ်အစွန်းနဲ့လို့လည်းပါလဲ constant အပြားလည်းပဲပြားပဲ d ပြားပဲဆိုတော့ဘာလို့ရလဲ constant area လည်း constant ဆိုရင်ကဘာရဲ့အစွန်းတော့ဘာပိုင်းဘာရဲ့က a ကဘာဆက်ဖြစ်သွားပြီ constant ဖြစ်သွားပြီ constant ဖြစ်သွားပြီ okay ဒါပေမဲ့ဆရာအရေးလေးကိုရှင်းပြမယ်ငယ်ငယ်တော့ကြားမှုတယ် a ဘေးဒီပါလဲ b a နဲ့ b နဲ့ဘယ်လိုချိုးကြလဲဓာတ်ရိုက်ချိုးကြတယ်ဘေးဒီကိုဘာကွက်ပြောင်း equal ပြောင်းဘာဆက်နဲ့ပြောင်း constant နဲ့ပြောင်း a ကိုဘာမီလဲ kb k ကဘာ stand constant ဒါလေးမရှိလို့သဘောထားလိုက်ပါဦးတကယ်လို့မြန် constant ဆိုတော့ဘာလေးကို k လေးကိုဆရာဘာလိုက်မယ်ဆိုရင်6လိုက်မယ်ဆိုရင် constant လည်းပျောက်တယ် equal လည်းပျောက်တယ်ဘေးဒီရောက်တယ်ဘာဘေးဒီပြီလဲ a ဘေးဒီပြီconstant ဖြောက်ရင် equal ပျောက်လို့ဘေးလေးရောက်တယ် constant ဖြောက်ရင် equal ပျောက်လို့ဘေးလေးရောက်တယ်ဒါဆိုရင်လေကပါရဲ့အစွန်းရပိုင်းရဲ့ a ရဲ့ဘာစတန်ဆိုတော့ constant ဆိုတော့ဘာလိုက်မယ်ဆိုရင်ဖြောက်လိုက်မယ်ဆိုရင်ဘာကွက်ပျောက်ပြီးတော့ equal ရောက်ဘာလေးရောက်ပဲဘေးလေးရောက်တော့ဘာဘေးလေး c ဘေးလေးဘာပါဒီလဲ 1/d c နဲ့ဘာနဲ့က d နဲ့ကဘယ်လိုချိုးကြလဲပြောင်းပြန်ချိုးကြတယ်ဒါဆိုရင်ဘာဝေးကိုအကွာဝေးကို reduce ဘာချလိုက်မယ်ဆိုရင် short ချလိုက်မယ်ဆိုရင်ဘာစီတန်က capacitance ကဘာခွိလဲ increase ဘာသွားမှာပေါ့တိုးသွားမှာပေါ့အဲ့ဒါရေးရမယ် one the distance between two parallel plate is reduced ဘာချလိုက်တဲ့အခါမှာ short ချလိုက်တဲ့အခါမှာအဲ့တော့ one the distance okay between public လဲ 2 plat ရဲ့ဗာလဲ play is reduce ဘာကျူလဲ reduce ဘာချလိုက်မယ်ဆိုရင် short ချလိုက်မယ်ဆိုရင်ဘယ်ဘာကြည့်ရလဲ capacitance ဘယ် capacitance ဘာစီရက capacitance က well increase ဘာဖြစ်လဲ increase ပါသွားပါလိမ့်မယ်တိုးသွားပါလိမ့်မယ်ဘာကိစ္စပြီးသွားပြီ capacitance ကိစ္စပါသွားပြီပြီးသွားပြီဒါဆိုရင်ဘာကျန်သေးလဲ potential difference ကိစ္စပါသေးတယ်ကျန်သေးတယ် okay စီပဲကျူပါပွေသူကကျူကပါလေ equal ပါလို့ယူတယ်မကတိကျူကဘာလဲပြောထားပြီတူလည်းပြောတယ်ဆိုတော့ G ရောလည်း constant ပေါ့ constant ပေါ့ constant ဆိုတော့ constant ဖြောက်ရင် equal ပြောလို့ဘာတွေရောက်လဲဘေးလေးရောက်တယ်ဘာဘေးလေး c ဘေးလေးဘာပိုင်းဝင်လဲ1/v c နဲ့ဝင်လဲဘယ်လိုချိုးကြလဲပြောင်းမြန်ချိုးကြတယ်ဒီမှာ capacitance ကဘာခွိလဲ increase ဘာပါဆိုတဲ့အတွက်
တိုးသွားပြီဆိုတဲ့အတွက်အဲ့တော့1တို့ Asian 1တော့က the CAPACIDANC capacitance က IN နေရာမက INCREASES ဘာဖြစ်လဲ increase ဘာဝတဲ့ခါမှာတိုးသွားတဲ့ခါမှာ the partial difference the POTENTIA partial potential ဆရာတို့မှာဆက်ရပါရမယ်DIFFERENC ဘာခဏက different က where ဘာလိမ့်မယ်လိမ့်မလဲစီနဲ့ဝင်ရဘယ်လိုချိုးကြလဲပြောင်းမြန်ချိုးကြတဲ့ဘာများသွားရင်စီများသွားရင်ဘာလဲရမှာပေါ့ဝေရလဲရမှာပေါ့အဲ့တော့စီရပါပြီဆိုတော့ increase ဆိုတော့ဝေရပါလဲ degree DECREA ပါ SC ပါပြီလေ degree 1တော့က the capacitance က increase ပါသွားတဲ့အခါမှာတိုးသွားတဲ့အခါမှာthe potential ဘာဖရန်က different က where ပါပြီလေ decrease ပါသွားပါလိမ့်မယ်ယော့သွားပါလိမ့်မယ်ဒါသူတို့ကျတဲ့ဘာပဲလဲအဖြေပဲပြန်ပြီးကြည့်ပေါ်အားလုံးကျမချနာ restaurant များပြေဝကြပါစေဘေးအန္တရာယ်ပေါင်းလဲကင်းဝေးကြပါစေ